ပြည်ရေးရာကိစ္စလေးနဲ့ပတ်သက်ပြီးတော့အမေးဖြေလေးတွေပြုလုပ်နေတဲ့အချိန်မှာဒီနေ့အမေးများနေတဲ့မယားစိတ်နဲ့ပတ်သက်တဲ့ကိစ္စလေးကို sharing လေးပြုလုပ်ပေးချင်ပါတယ်။ကျမကတော့တရားလွှတ်တော်ရှေ့နေဒေါ်နှင်းမြတ်မော်ပဲဖြစ်ပါတယ်။ကျမဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့မယားစိတ်နဲ့ပတ်သက်ပြီးပြပြပေးချင်ပါတယ်။မယားစိတ်ကိုတရားဝင်လက်ထပ်ထားတဲ့အမျိုးသမီးတွေကသာတောင်းပန်ခွင့်ရှိပါတယ်။ကွာရှင်းထားတဲ့သူနှစ်ဦးသဘောတူခွဲခွာနေတဲ့သူတွေဆိုရင်တော့မယားစိတ်ကိုတောင်းလို့မရပါဘူး။မယားစိတ်ကိုတောင်းတဲ့အခါမှာတရားမเจ้าရတရားဆွဲဆိုပြီးတောင်းဆိုလို့ရတယ်လို့ရာဇဝတ်เจ้าရတရားဆွဲဆိုပြီးတော့လည်းတောင်းလို့ရပါတယ်။တရားမเจ้าရတရားဆွဲဆိုပြီးတောင်းမယ်ဆိုရင်တော့အမျိုးသားရဲ့ဝင်ငွေပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့စားကြည့်ကိုပုံမူတောင်းခံနိုင်ပါတယ်။အမျိုးသမီးကဒီလိုတောင်းလို့ရတယ်ဆိုပေမဲ့သူကိုယ်တိုင်သူ့ခြေထောက်ပေါ်မှာရက်တည်နိုင်တယ်ကောင်းမွန်တဲ့အလုပ်ရှိရဆိုရင်တော့တရားမเจ้าရတရားဆွဲဆိုပြီးတော့တောင်းလို့မရပါဘူး။ရာဇဝတ်เจ้าရတရားဆွဲဆိုပြီးတောင်းမယ်ဆိုရင်တော့သတ်မှတ်ထားတဲ့ငွေကြေးကိုသာရမှာဖြစ်ပါတယ်။ခွဲခွာနေတဲ့သူနှစ်ဦးသဘောတူအတူမနေထိုင်တဲ့သူဆိုရင်တော့မယားစိတ်ကိုတောင်းလို့မရပါဘူးခွဲခွာနေတဲ့သူဆိုတာတောင်မှအမျိုးသားဖြစ်သူရဲ့အကြောင်းပြချက်ခိုင်ခိုင်လုံလုံပြနိုင်တယ်မြည်သည့်အကြောင်းကြောင့်ခွဲခွာနေတယ်ဆိုတဲ့အကြောင်းကိုပြနိုင်နေဆိုရင်တော့မယားစိတ်ကိုတောင်းလို့ရပါတယ်မယားစိတ်မတောင်းနိုင်တဲ့အချက်တွေလည်းရှိပါတယ်ဒါပဲချက်တွေလဲဆိုရင်မယားဖြစ်သူဟာအခြားယောက်ျားတဦးနဲ့ဟောက်ပြန်နေတာတို့လင်းယောက်ျားကိုအကြောင်းမျိုးမျိုးပြပြီးတော့အတူတူနေထိုင်ရန်ညှင်းဆန်တာတို့နှစ်ဦးသဘောတူခွဲခွာနေတဲ့အကြောင်းရင်းတွေရှိရင်တော့မယားစိတ်ကိုတောင်းလို့မရပါဘူးကျေးဇူးတင်ပါတယ်ရှင်